ကျမတို့ရဲ့တိုက်ခန်းရှေ့မှာသင်္ဘောသီးထောင်လက်ရာကောင်းတဲ့အကိုကြီးတယောက်ရဲ့ဆိုင်ရှိတယ်။တစ်ထက်အိမ်လေးမှာတယောက်တည်းနေပြီးဆိုင်ကိုအိမ်ရှိမျက်နှာစာမှာတွဲဖွင့်ထားတာပါမျက်နှာအပြုံးမချိုပေမဲ့စိတ်သဘောထားကောင်းတဲ့လူပေါ့။ကျမတို့ကသူ့စီကအထောင်းနဲ့အကင်ဆုံးခဏဝယ်စားသလိုရဲ့တဲ့ရှက်တဲ့ဆယ်လကနေပစ္စည်းမှလို့ပို့သူကလိပ်စာရှာမတွေ့နေရင်ကျမတို့ကဖုံးကင်ပြီးသူ့ဆိုင်စီပြေးကြတာပဲဒါမှပဲပို့တဲ့ပစ္စည်းကိုရမှာလေ။ရေတန်းဆက်မှာရေဝယ်ဖို့အကျွေးစေးလိုရင်လဲသူ့ဆိုင်မှာပဲ။ဆိုင်ကတက္ကစီစီးလာလို့တိုက်ရှိရောက်ပြီးကိုတွေကလည်းကြွေစေမရှိတက္ကစီသမားကလည်းအန်းစရာအစင်မပြေရင်သူ့ပဲလဲပေးခိုင်းရတာပါသူကလမ်းကြားလေးထဲကအိမ်ဆိုင်ဆိုပေမဲ့လက်ရာကတော်ကောင်းတာပါလမ်းထဲကထိုင်းတွေလဲလူကြီးတွေကသူ့ဆိုင်အားပေးကြတယ်သူ့ကြက်ကင်ဆိုလဲအထဲထိပါကြက်ပြီးမွေးဣနေတာတခြားလူတွေကို sauce မပေးပေမဲ့ကျမတို့ကအကင်နဲ့တွဲစားဖို့ sauce တောင်းတော့သူ့အထောင်းထဲတဲ့ငံပြာရီပါညာတွေနဲ့ဆက်ဟပ်ပြီး sauce လုပ်ပေးလိုက်တာတအားကောင်းပါဆိုတခြားဆိုင်တွေမှာမရနိုင်တဲ့သူ့ကိုပိုင် sauce ပေါ့လမ်းမကြီးပေါ်ဒါမှမဟုတ်လူစီကားတဲ့နေရာဈေးထဲတို့မှာသာဖွင့်ရင်လက်မလဲအောင်ရောင်းရမှာပါဈေးကြီးပေးဝယ်စားရတဲ့ဆိုင်လောက်တော့သူ့လက်ရမိပါတယ်သူသုံးတဲ့ငရုတ်တီးတောင်းကလည်းတကယ်အဆက်ပါအဆက်ဒီလောက်ကြိုက်တဲ့ကျမတောင်9တောင်းထပ်ဖို့မထည့်ခိုင်းရဘူးဆိုတော့သူ့လက်ရာကအထောင်းရောအကင်ရောပါတစ်ခုမှအရသာခိုမထားတဲ့လက်ရာမျိုးပေါ့ဘာလို့စီတဲ့ဘက်တွေထွက်မရောလဲကျမတို့လည်းမသိပါဘူးတခုပါပဲဆိုင်ကလမ်းနဲ့ကက်နေတော့ဖုံတွေများလို့သူကလည်းတယောက်တည်းနဲ့အထောင်းတွေကောအကင်စုံကောသူတို့ထိုင်းရိုးရာဟင်းရွက်ထုံနဲ့အသားပေါင်းတွေကောဗဟင်းရည်တွေလည်းမတိတွေကောအစုံလုံးရတာဆိုတော့တန်ရှင်းရေးဘက်ဖီစီမလုံနိုင်ပုံပါပဲလူကတော့တန်ရှင်းပါတယ်ကျမကဈေးဝယ်မယ်ဆိုဈေးဒီရဲ့လက်သေးခြေသေးတွေအရင်ကြည့်တာဆိုတော့ဒီဈေးဒီငင်းပတ်တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့လမ်းဘေးဖုံပေါ်တော့အဝတ်နဲ့ဖုံးထားတာတောင်သူ့အစာပလာခွက်ဖုံးတွေပေါ်တဲတွေဖုံတွေနဲ့ဆိုတော့ကွေရမာတောင်နောက်မိကြသေးတယ်ဟဲ့ငါတို့ထိုင်းစကားတက်ရင်ကောင်းမှာပဲအဲ့ဒီအကိုကြီးဆိုင်ကိုတရက်လောက်တန်ရှင်းရေးလာလုပ်ပေးမယ်အိုးခွက်တွေကိုပြောင်းနေအောင်တိုက်ပေးမယ်ကျမတို့အဖွဲ့ကိုလှုပ်အားခပေးစရာမလိုဘူးလို့တင်မောတီထောင်ကောင်းညင်းနဲ့အကင်စုံလေးသာအဝတ်ကျွေးပါလားဆိုပြီးပြောချင်လိုက်တာပေါ့ရှေ့ရက်တွေကတော့နေကဘူးအောက်မစင်းဖြစ်တာနဲ့မဝဲစားဖြစ်ကြဘူးနောက်ရက်ကျတော့ဆိုင်ပိတ်ထားတာတွေ့တယ်တရက်လဲမဖွင့်နှစ်ရက်လဲမဖွင့်ပေါ့ဒါနဲ့အောက်ထက်ကထိုင်းစကားတက်တဲ့အမကြီးကိုအထောင်းဆိုင်ကအပြီးပိတ်သွားတာလားမသိဘူးနော်တီလားလို့မေးကြည့်တော့သူကဘေးကထိုင်းအိမ်တွေစီတောင်ကျမတို့ထက်အရင်ဆက်စုထားပြီးမဟုတ်ဘူးဒီလူကဒီဟာတွေလောက်ရတာဝါသနာပါလို့ရောင်းတာတဲ့သူလဲကြိုက်လို့စားလဲစားရောင်းလဲရောင်းပေါ့ရက်20လောက်ဖွင့်ပြီး10ရက်လောက်ကခီးထွက်နေတာသူ့ရွာပြန်လာနေမှာပေါ့သူ့မိသားစုကနေမှာတဲ့တခါတလေနှစ်ပတ်လောက်တောင်ကြတဲ့ဆိုင်ပြီးပိတ်သွားပြီထင်တာမပိတ်ဘူးသူပြင်းလာပြီဆိုမှပြန်လာပြီးဆိုင်ပြန်ဖွင့်တာတဲ့ဒီလမ်းထဲကလူတွေဆိုသူ့အကြောင်းသိလို့မမျှော်ကြဘူးသူရောင်းတော့နေ့တိုင်းဝယ်စားထားကြတာတဲ့ကြော်ကိုကြိုက်တာပဲကိုရောင်းပြီးပြင်းလာရင်ပိတ်လိုက်တာတဲ့လားဘလောက်ပေါ်ပါလိုက်တဲ့ပေါ်လဲနော်ကျမလဲတနေ့ကြရင်တော့ကိုကြိုက်တဲ့အစားဆိုင်ဖွင့်ပြီးရောင်းလဲရောင်းကိုလဲဝစားပိတ်ချင်ရင်သူ့လိုပဲတပတ်10ရက်မကပိတ်ပြီးအေးလူနာပြစ်မယ်လေဒါပေမဲ့မသေးချတာကပြန်ဖွင့်ရင်သူ့လိုမျိုးဝယ်စားသမားတွေပြန်လာမလာရဲ့ဘာလို့လဲဆိုကျမတို့စီမှာကတဆိုင်လုံးဖြစ်ရင်နောက်ကလိုက်ဖွင့်ကြတာကိုတချို့ဆိုဘေးချင်းကက်လျက်တောင်လာဖွင့်လိုက်ကြသေးတာလေကျမတို့အမျက်ကောသူ့လိုရက်20မပြောနဲ့25ရက်ရောင်း9ရက်လောက်ခီးတွေထွက်ထိုင်စားနေဖို့ရလောက်ပါမလားဆိုတာရဲ့ပဲတွေးနေမိပါတော့တယ်